ဒုက္ခရောက်နေတဲ့အခြေအနေဒီမှာတော့မှလောဘကိုတောမတက်နိုင်တဲ့လူတွေဆိုတာရှိတယ်ဗျအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပုံပြင်တစ်ပုတ်ဖတ်ပူတယ်လက်သားတစ်ပါးနဲ့ညီကို၄ယောက်တယ်ထုံးစံတိုင်းပေါ့ဗျဒီညီကို၄ယောက်ကကုန်တယ်ဆိုတော့သူတို့ကတိုင်းတစ်ပါးကိုကုန်ကူးဖို့အတွက်ပင်လေပြင်ကိုတင်းမောနဲ့တွားကြတယ်အဲ့လိုတွားကြတဲ့အခါကျတော့နော်တင်းမောကလမ်းမှာမှုန်တိုင်းမိပြီးတော့မှောက်ဒီကျွန်းပေါ်ကိုရောက်မယ်ဒါထုံးစံတိုင်းပုံပြင်တွေရဲ့ထုံးစံထူးဆန်းတာအဲ့ဒီကျွန်းပေါ်မှာနတ်သားတစ်ယောက်ရှိတယ်အဲ့ဒီနတ်သားကဘာကြောင့်အဲ့ဒီကျွန်းပေါ်ရောက်နေတာလဲဆိုတော့ तू ကပြစ်ဒဏ်ချခံရတာဘာကြောင့်ပြစ်ဒဏ်ချခံရတာလဲဆိုတော့အဲ့ဒီနတ်သားအရန်အစအနောက်တန်တဲ့နတ်သားအဲ့လိုအစအနောက်တန်နေဆိုတော့နတ်ပြည်မှာနတ်သားနဲ့သမီးတွေက तू လိုက်စတာဘယ်သူမှမနေရအောင်အဲ့တော့ကြာတော့တိုင်မာများတော့နတ်မင်းကြီးကကဲမင်းကိုပြစ်ဒဏ်ချတဲ့အနေနဲ့လူသူကင်းနဲ့ဒီကျွန်းမှာမင်းနေရမယ်ဆိုတော့ तू ပြစ်ဒဏ်ချတဲ့အနေနဲ့အဲ့ဒီကျွန်းကိုပို့လိုက်တာပို့လိုက်တော့အဲ့နတ်သားအဲ့ကိုရောက်လာတာဒါပေမဲ့ तू ကသူ့ကိုယ်ကျိုးအတွက်ဆိုလို့ရှင် तू ကဖန်ဆင်းလို့မရဘူးဗျာသူများတွေအတွက်ဆိုလို့ရှင်တော့ तू ကဖန်ဆင်းပေးလို့ရတယ်တကူ80ဘက်ရှိတယ်အဲ့နတ်သားစီမှာလေအဲ့တော့ဒီညီကို၄ယောက်ကရောက်လာတော့ကဲမင်းတို့ဒုက္ခရောက်နေတယ်ဆုတောင်းကြမင်းတို့ဘာဆုလိုချင်လဲငါဖြည့်ဆည်းပေးမယ်ဆိုတော့အဲ့တော့အကိုကြီးဆုံးကထားပြီးတော့ကျွန်တော်တို့ဒီမှာဒုက္ခရောက်လာတာဘာမှမစားရသေးဘူးစားစရာကြီးတောက်စရာကြီးဖန်ဆင်းပေးပါအဲ့လိုပေါ်တန်ဆုတွေမင်းတို့မတောင်းနဲ့စုတစ်ခုပဲတောင်းလူတယောက်ကိုစုတစ်ခုပဲရမှာအဲ့တော့စုတစ်ခုပဲတေချာရေရတဲ့စုကိုတောင်းဆိုတော့အဲ့ဒါနဲ့အဲ့အကိုအကြီးဆုံးကတော့အရန်ချမ်းသာကြလားအရန်ချမ်းသာကြကျွန်တော်ကဘာမှာအချမ်းသာဆုံးဖြစ်အောင်ကျွန်တော်ချမ်းသာတဲ့လူဖြစ်အောင်ဖန်ဆင်းပေးပါဆိုကဲတင်းရဲ့လူကဆန္ဒပြည့်စီလို့အဲ့လိုပြောလိုက်တာနဲ့တပြိုင်နက်သူ့ဒီမှာရွှေတွေငွေတွေကြောက်တံပဒံများတွေအဲ့အများကြီးသူရပါတယ်နော်ချက်ချင်းရပျော်တယ်ဗောပျော်တယ်အဲ့မှာအကိုလက်ကလည်းထားပြီးတော့ဆုတောင်းဘာစုတောင်းလဲဆိုတော့ तू ကကြတော့ရုပ်ချောကျင်တာတဲ့ तू ဘယ်သူတည်းမှမတူအောင် तू အရန်ချောမောလှပခြင်းတဲ့လူဖြစ်အောင် तू ကျွန်တော်စုလှုပ်ပေးဆိုပြီး तू စုတောင်းအဲ့လိုစုတောင်းတဲ့အခါကျတော့ကဲမင်းရဲ့လူရဆန္ဒလည်းပြည့်စေဆိုပြီးဖန်ဆင်းပေးလိုက်အရင်ချောမောလှပတဲ့လူဖြစ်သွားအဲ့လိုနဲ့အကိုအငယ်ဆုံးအငယ်ကကြတော့ तू ကကြတော့အားနေယောဂကြီးတချောင်းချောင်းနဲ့ယောဂဖြစ်နေတယ် तू အဲ့တော့ तू ကကျမ်းမာခြင်းတယ်ကျွန်တော်ဗလာတွေတောင့်တင်းပြီးတော့အရန်ကိုကျမ်းမာတဲ့ယောက်ျားကြီးတယောက်ဖြစ်အောင်ဖန်ဆင်းပေးပါဆိုအဲ့နဲ့ကဲမင်းရဲ့လူရဆန္ဒနဲ့ပြည့်စေဆိုပြီးတော့ပြောလိုက်တာလည်းတပြိုင်နက်ဗလာကြီးပါချက်ချင်းထွက်လာပြီးတော့ကျမ်းမာတဲ့အဲ့ဒီလူတယောက်ဖြစ်သွားတဲ့အခါဆိုကဲညီအငယ်ဆုံးလေးကြတော့တင်အောင်ဘာစုတောင်းပါလဲဆိုကျွန်တော်တို့ဇာတိမျိုးကိုပြန်နိုင်တဲ့ရွက်လေတင်မောကောင်းကောင်းတစည်းလိုချင်ပါတယ်လို့စုတောင်းတဲ့အခါကျတော့အဲ့ဒီအခါကျတော့အဲ့နတ်သားဖြည့်ဆည်းပေးလိုက်တယ်အဲ့ဒီအချိန်မှာချက်ချင်းဒီကန်းစက်မှာရွက်တင်မောအကြီးပေါ်လာအဲ့ဒီအချိန်မှာရှေ့ရစုတော့ကိုဂျိုးအတွက်စုတောင်းသွားတဲ့ညီကို၃ယောက်ကအလူအရက်အဲ့ဒီလှေစီပေါ့ငါတို့အိမ်ပြန်ရတော့မယ်ဆိုပြီးတက်ကုန်အဲ့ဒီညီတကယ်တမ်းဒီရွက်တင်မောကြီးကိုစုတောင်းတဲ့ညီငယ်ဆုံးကမတက်သေးပဲနဲ့အရှင်နတ်သားကျွန်တော်နဲ့တခါလေးလိုက်ခဲ့ပါလားဘာဖြစ်လို့လဲဆိုတော့ဒီမှာဘယ်သူမှလည်းမရှိဘူးเนาะလိုက်ခဲ့လို့ရရင်လိုက်ခဲ့ပါလားဆိုတော့မလိုက်တော့ပါဘူးဘာလို့မလိုက်တာလဲဆိုတော့ तू ကနောက်ရက်ကြလို့ရှိလို့ရှင်ဒီရက်ပြီးလို့နောက်ရက်ကြလို့ရှိလို့ရှင်သူ့ရဲ့ပြစ်ဒဏ်ကလည်းလွတ်သွားပါပြီတဲ့ဒါပေမဲ့ဒီတင့်ဟာကိုကျိုးအတွက်ကိုမကြည့်ဘူးเนาะသူများအကျိုးအတွက်ကိုလည်းအခုအားလုံးကောင်းစားဖို့အတွက်เนาะအားလုံးသူတို့ရဲ့ကိုအိမ်ကိုပြန်ရောက်ဖို့အတွက်ရသွင်းမောလှေကိုဆူတောင်းနေနော်ကိုကျိုးအတွက်ကိုမကြည့်ဘူးသူများအကျိုးတွေအားလုံးကျိုးအတွက်ကိုကြည့်တဲ့သူလည်းဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ပြီးတော့ငါ့ကိုလည်းကျေးဇူးဆက်ခြင်းနဲ့စန္ဒလည်းရှိတယ်ဒါကြောင့်မလို့မင်းအကိုတွေဆူတောင်းသွားတယ်လို့မျိုးမင်းရဲ့အဲ့ဆုတွေအကုန်လုံးမင်းတယောက်တည်းအကုန်ပြည့်စေဆိုပြီးတော့အဲ့ဒီနတ်သားပေးလိုက်တယ်အရှင်နတ်သားပြောတော့လူတယောက်ကိုစုတစ်ခုပဲပေးလို့ရမယ်ဆိုမဟုတ်ဘူးငါတမင်တက်တိတယ်လူတွေရဲ့လောဘတွေကိုတိလို့ဒီတစ်ခုပဲလောက်ခိုင်းတာငါအမြောက်ငါဖြည့်ဆည်းပေးနိုင်ငါတော့ကိုယ်သာငါမလုပ်ပေးနိုင်တာအဲ့တော့ဒီပုံပြင်လေးကိုကျွန်တော်ဖတ်လိုက်ရတဲ့အခါကျတော့လူတွေကမိသားစုအချင်းချင်းတောင်မှနော်ဒုက္ခရောက်နေပြီမိသားစုအချင်းချင်းဖြစ်နေတာတော့မှလောဘကိုအတော်မတတ်နိုင်တဲ့လူတွေဆိုတာရှိတယ်အမှန်တကယ်တော့လေဒီလောဘဆိုတာတကယ်အာကုတုနော်အဲ့တော့ဒီပုံပြင်လေးကိုအခုနားထောင်ပြီးတော့ဗျာအကျိုးတရားတွေရပါစေလို့မျှော်လင့်ပါတယ်ဗျာနော်အားလုံးကျေးဇူးတင်ပါတယ်